လေးကိုတခု knowledge sharing လေးလုပ်ပေးမယ်ဗဟုသုတလေးတစ်ခုပေါ့အမျိုးသမီးတွေရဲ့မိန်းမကိုကကြွက်သားသည်အရန်နူးညံ့တယ်ပျော်ပြောင်းတယ်အမျိုးသားတွေရဲ့ဒီခုနပြောသလိုပေါ့သူတို့ရဲ့ anus ပေါ့နော်အနောက်ပိုင်းလေးကကြတော့ကြွက်သားကပို့ပြီးတော့မှသူက strong ဖြစ်တယ်မှာအရင်တန်ပါတယ်မတူပေမဲ့အမျိုးသားတွေအတွက်လည်းသုံးလို့ရတယ်ဒါပေမဲ့ဟိုညီမကတော့ဒီ recommendation ပေးရမယ်အကြံပေးရမယ်ဆိုဟိုအထဲထိလိမ့်စရာမလိုပါဘူးထိတ်ဝတွင်လည်းအဆင်ပြေပါတယ် skin absorption ဆိုရဲကျမတို့ရဲ့အရည်ပြားတွေကစုပ်ယူမှုအားကောင်းပါတယ်ကျမတို့ညနာ skin care လိမ့်နေအတွင်းကိုအဲ့လိုထိုးထည့်ကြမလို့လေဟုတ်တယ်ညနာထိတ်အဲ့လိုပဲလိမ့်နေတာတော့ညင်ညင်တာတာလေးပဲလိမ့်ရတယ်အဲ့လိုအတင်းတိုင်းရှင်တို့အဲ့လိုအတင်းပို့လိမ့်တော့အမအာချီလိမ့်နေရလားတဲ့ဟုတ်ကဲ့နိုင်ရှာစကင်မကဲတခါမှဟိုတုန်းကလေးကနိုင်ရှာစကင်ကဲတွေပါတိတ်မလုတ်ခဲ့ဘူးအခုကဲတဲ့အချိန်မှာကျတော့ကိုယ့်ရှိမှာပစ္စည်းရတော့နိုင်ရှာအားရပါပြီအမကိုကြည့်တာပရိုမီနာလိမ့်နေတယ်လို့အာချီလိမ့်နေတယ်လို့ဘယ်ခက်ကလဲအဲ့တော့သူတို့တင်ပေးတယ်အမဖြည်းဖြည်းလေးအောက်ကအဲ့တော့ဖြည်းဖြည်းလေးပဲဆွဲပြီးလေသူ့ဘာသူ့ထဲမှာရှိတဲ့ဒီအသားရည်တွေကိုစိတ်ဝင်သွားလိမ့်မယ်နော်ဒါဆိုရင်ပိုတော်နူးညံ့တာပေါ့ဒီပေါ်ကအမြဲတမ်းဒီအကြမ်းပန်းထားတဲ့ဒီအသားရည်တော့အဲ့လိုမျိုးဖြည်းဖြည်းနူးညံ့လေးဒီအတွင်းပိုင်းဆိုတာလုံးဝအဲ့အောက်ကလေးရဆိုတာလုံးဝမှနူးညံ့ပြီးတော့လေအီးဆက်နေတာဖြည်းဖြည်းလေးပပလေးလေးလို့ထိုးထည့်စရာမလိုဘူးလေဒါအကြမ်းပန်းမလုပ်စရာမလိုဘူးလေနော်ဟုတ်ကဲ့ပါ